ပွဲရဲ့အဓိကအလဲပြောင်းဖြစ်စေသွားတာကတော့ဒါပရီနဲ့အိုမိုဆာဖေဘီယန်ရူးစ်နဲ့မယ်ရီနိုဝင်သွားတာကအဓိကအလဲပြောင်းဖြစ်သွားတယ်လို့ပြောလို့ရမယ်ဒီနေရာမှာလဲဒါကြုံလုံးပြောရရင်ဒါနီးပြနှစ်ဦးရဲ့လူစားလဲမှုအရေးအသွေးအရင်ကွာသွားတယ်လို့ပဲကျွန်တော်တို့ဒါယူဆမိတယ်ဒါဆော့ကာဆွေးရဲ့ review ကဏ္ဍကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကဲညကတော့ဒါပေါ်တူဂီနဲ့စပိန်ပွဲကတော့ပြီးသွားပြီအားလုံးပဲသိတဲ့အတိုင်းပဲဒါစပိန်ကပေါ်တူဂီကိုနောက်ကောက်ချပြီးတော့ကွာတာဖိုင်နယ်အဆင့်ကိုတက်သွားပြီဒီပွဲကတော့ဒါလက်ရှိကစားတဲ့16သင်းအဆင့်ပွဲစဉ်တွေထဲမှာဒါပေးသက်တွေကိုပို့ပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့ပွဲဖြစ်တယ်လို့ပေးသက်တွေကိုယ်တိုင်ပို့ပြီးတော့ဒါအထူးသဖြင့်ဒါရိုနယ်ဒိုပေးသက်တွေပို့ပြီးတော့ဒါစိတ်နှစ်ပြီးတော့အားပေးမိတဲ့ပွဲလို့ပြောရင်လည်းဒါမှန်ပဲဒါပေမဲ့လည်းပေးသက်တွေစိတ်နှစ်တာကလည်းဒီလိုပွဲရလက်ထွက်ပြီးမှတော့ဒါတဲတဲ့ရည်တုံဖြစ်ခဲ့ရတယ်လို့ပဲပြောရမှာပေါ့နော်ဘာလို့လဲဆိုရင်ဒါဘယ်လိုပြောရမလဲပေါ်တူဂီကဒီအဆင့်ကနေကြော်လွန်ပြီးတော့ကမ္ဘာ့ဖလားမှာဘာမှမလုပ်ပြနိုင်ဘူးလို့ဖြစ်နေရပြအရင်တော့ဒါမနစ်ကတော့ဒါကွာတာဖိုင်နယ်ထိရောက်ခဲ့တာပေါ့နော်2020တုန်းကတော့ဒါပေမဲ့ဒီနှစ်ကတော့ကျွန်တော်လည်းစိတ်ထင်နေတဲ့အတိုင်းပဲဒါပေါ်တူဂီက16သင်းအဆင့်မှာနေပြုတ်နိုင်တယ်လို့ထင်တဲ့အတိုင်းပဲတကယ်လည်းပြုတ်သွားတယ်တကယ်တော့ဗျာဟိုအာမနာနဲ့ပြောရရင်တော့ဒါ32သင်းအဆင့်ခရိုအေးရှားမှာတွေကပြုတ်ကမှာအဲ့ကနေမှသူတို့အနေနဲ့ဒါဟိုအငင်းပွားဝဲရောလူကတော့တကယ်ကြုံပါတယ်ဒါပေမဲ့လည်းအားလုံးရဲ့သဘောတိုင်းပြောရရင်တော့အငင်းပွားဝယ်ရပေါ့အဲ့လိုကိုမျိုးနဲ့တက်လာတယ်ဒါပေမဲ့စပိန်နဲ့တွေ့ရတွေ့မှာတော့ဒါပေါ်တူဂီရဲ့ခီလန်တော့ဒီမှာနေဆုံးသွားလောက်ပြီးလို့ယူဆခဲ့တဲ့အတိုင်းပဲပေါ်တူဂီရဲ့ခီလန်ကဒါတကယ်ကိုဒီမှာနေပဲဆုံးခဲ့တယ်အဲ့မှာနှစ်မျောစရာကောင်းတာကတော့ရိုနယ်ဒိုပဲပြောရပါပေါ့သူ့အနေနဲ့ဒါကမ္ဘာဖလားမှာနောက်လျှောက်6ချိန်လောက်ကန်ခဲ့တဲ့ဒီမှာဘာမှထူးထူးခြားခြားမလုပ်ပြနိုင်ခဲ့ဘူးဒါတော့ပေါ်တူဂီနဲ့ပတ်သက်ပြီးတော့သူ့ဒါနှစ်မျောစရာပေါ့နော်တခြားအပိုင်းမှာတော့ပေါ်တူဂီနဲ့ပတ်သက်ရင်သူ့အနေနဲ့ဒါ2016တုန်းကလည်းယူပေးခဲ့တယ်ဒါအမနစ်ကတော့ဆိုလဲ UEFA Nation League ကိုယူပေးခဲ့တယ်ဆိုတော့တစ်ဖက်ကကြည့်ရင်လဲကမ္ဘာဖလားကိုဖယ်လိုက်မယ်ဆိုရင်တော့ရိုနယ်ဒိုအတွက်ကတော့ဒါစိတ်ကျဉ်တဲ့ဆရာပေါ့စိတ်မကျဉ်တဲ့ဆရာကောင်းတာကတော့ပေးသက်တယောက်အနေနဲ့ပြောရမယ်ဆိုရင်ပေါ်တူဂီရဲ့ကစားကွက်ပဲဒီနေရာမှာမနေ့ကကျွန်တော်ပြောသလိုပဲပေါ်တူဂီရလဲဆိုတိုင်းဒါကစားသမားတွေကိုပဲကြွားကြားမှုပြောပြီးတော့ပြောနေရတာအရင်ကြီးတော့မကောင်းဘူးဒါပေမဲ့လည်းပြောရမှာလဲကစားသမားတွေကိုယ်တိုင်ဖြစ်နေတယ်ကစားသမားတွေကိုယ်တိုင်ပြီးရင်တော့ဒါနီးပြပေါ့နော်အထူးသဖြင့်ဒါညအပွဲမှာတော့နီးပြကိုပဲနည်းနည်းပိုပြီးအပြစ်တင်နေတယ်ညအပွဲမှာဥမာသူလူစားလဲလိုက်တာဗီတင်ဟာတို့ဘာလို့ကိုသူလူစားလဲလိုက်တာဆိုတာကကျွန်တော်ရဲ့ယူဆရဆိုတော့မလဲတင်သေးဘူးတော့ထင်တယ်ဗျဘယ်လိုပဲပြောဗျာဒီအသင်းနဲ့ဒီအသင်းကဒါစက္ကန့်နေရင်ဗီတင်ဟာတဲ့ဟိုပို့ပြီးတော့လောအောင်ကောင်းတဲ့ကစားသမားကပေါ်တူဂီမှာရဲရှိတာမဟုတ်ဘူးဗီတင်ဟာအားနဲ့ပဲဆက်ယုံရမှာဒါပေမဲ့သူကဗီတင်ဟာလူစားလဲလိုက်တယ်နူနိုမန်တက်ကိုလူစားလဲတာကတော့အရင်အပြင်မပြောချင်ပေမဲ့လည်းဗီတင်ဟာလူစားလဲလိုက်တာတော့ကျွန်တော်တို့မှားရလို့မြင်တယ်ဘာလို့ဆိုတော့နူနိုမန်တက်ကတော့ဒါ injury ရသွားတာဆိုတော့စက်ကစားရင်သူ့ဘက်ကဒါပောက်ဖို့ပဲရှိတယ်ဒါပေမဲ့နူနိုမန်တက်ကိုယ်တိုင်လည်းဒါ injury မရခင်ကကစားတာတာဝန်ကြီးတယ်ပဲပြောရမယ်တချို့လုံးနေဆိုသူကန်လိုက်တာစပိန်နောက်တန်းနဲ့ထိတယ်ပြီးရင်ဘာနန်းထိတယ်အဲ့လိုမျိုးလေးဗျာစပိန်ဘက်ကိုချင်းချောင်းနိုင်တာတွေရှိတယ်ဒါကြောင့်မလို့ဒါတသိန်းလုံးခြုံပြောရမယ်ဆိုရင်တော့ကျွန်တော်ကတော့ဒါပေါ်တူဂီထွက်ရပြီးနောက်ပိုင်းမှာတော့ဒါနီးပြကိုပဲအပြည့်မြင်နေတယ်ဒီလိုကွင်းရဲ့အတွက်ရှိထားတာကိုသူ့အနေနဲ့ကောင်းကောင်းအသုံးမချတတ်ဘူးဟို foundation ကောင်းတယ်ဆိုတော့ဒါဟိုဖန်တီးမှုကောင်းတယ်ဆိုတော့ဘရူနိုလိုကစားသမားမျိုးရှိရတော့လေသူ့အတွက်ဒါဟိုဘယ်လိုပြောရမလဲပေါ်တူဂီမှာအသုံးမချတတ်ဘူးပေါ့အဲ့လိုမျိုးတွေကြောင့်ဒါညပွဲမှာတော့ဒါအထူးသဖြင့်ဒါနီးပြကိုပဲကျွန်တော်တို့ပို့ပြီးတော့အပြစ်တင်နေတယ်ဘာလို့ဒီလိုပြောရလဲဆိုရင်ဗျာဒါနီးပြကိုယ်တိုင်လည်းဒါမာဒီနက်ကိုယ်တိုင်လည်းဘယ်ဂျင်ရဲ့ဒါရွှေအောင်မျိုးဆက်ကိုကိုင်ရဦးတယ်အဲ့တုန်းကလည်းဘာမှဟိုထူးထူးခြားခြားကြီးအသာလွန်ကောင်းမွန်နေအောင်လုပ်ပြသွားတာမျိုးမရှိဘူးအဲ့လိုနီးပြမျိုးကိုဒါပေါ်တူဂီဘောလုံးပွဲချုပ်ကပေါ်တူဂီအသင်းကိုဒါရေုံကြီးဟိုသူ့လက်ထဲထည့်ပေးလိုက်တာဆိုတော့စခန်တော့လည်းဒါတော်တော်များများကအငင်းပွားကြသေးတယ်ထင်တဲ့အတိုင်းပဲသူ့မှန်သူဒါအရင်တော့ပဲဘယ်လိုပဲအောင်မြင်ခဲ့ကမ္ဘာဖလားမှာတော့ပေါ်တူဂီကဒီအစုအဖွဲ့ကိုသူ့အနေနဲ့ဘာမှပို့ပြီးတော့အယောင်ပိုတက်သွားအောင်ဘာမှမလုပ်ပြနိုင်ဘူးဟို CR7 ကိုယ်တိုင်ကဒါအသက်ကြီးကစားသမားဖြစ်နေတာမှန်တယ်ဒါပေမဲ့လည်းကျွန်တော်ပြောသလိုပဲသူ့မှာအကောင်းဆုံးကွင်းလေအတွက်ရှိတယ်ပြီးတော့ရှေ့မှာဖန်တီးရရှိတယ်နောက်မှဆိုလည်းတကယ်လောအားနှုံးကောင်းတဲ့ကန်ဆယ်လိုတို့နူနိုမန်တက်တို့လိုကစားသမားတွေရှိတယ်အဲ့လိုကစားသမားတွေရှိရတာနဲ့သူ့အနေနဲ့ဟိုပေါ်တူဂီရဲ့ကစားအားကိုရောပြီးတော့ပေါ်တူဂီတသင်းလုံးရဲ့ဟိုကစားပုံဟန်ချက်ညီအောင်ရောပြီးတော့နောက်ရက်ထပ်ပြောရရင်ဒီကစားသမားတွေမှာရှိတဲ့အရေးသွေးကိုပို့ပြီးတော့တောက်ပြောင်လာအောင်သူ့အနေနဲ့ဘာမှကိုညှစ်လဲညှစ်ထုတ်မပြနိုင်ခဲ့ဘူးပို့ပြီးတော့လည်းမလုပ်ပြနိုင်ခဲ့ဘူးတကယ်လို့ဒါပွဲပြီးရဲ့နောက်ပိုင်းမှာကစားသမားတွေအကုန်လုံးကဒါတညီတညွတ်တဲ့ကျွန်တော်တို့ကနီးပြကစားခိုင်းတဲ့အတိုင်းကစားနေရတာပါလို့ဒါအတန်ထွက်လာရင်တော့ကျင်းနေတယ်မာဒီနက်ကပြုတ်ဖို့ပဲရှိတယ်အဲ့လောက်ထိအောင်ပဲဟိုပေါ်တူဂီရဲ့ဟိုလူစင်းရင်းနဲ့မလိုက်အောင်ပဲကစားကွက်ကညပွဲမှာလည်းတော်တော်လေးကိုဆိုးရနေရဗျာသူ့ဘာသူအခွင့်အရေးတွေရခဲ့ရတော့ရှိတယ်ဥပမာဂျောင်းနာဘက်ခေါင်းတက်ချပေးတာဟုတ် CR7 ကန်လိုက်တာမျိုးဒါပေမဲ့လည်းခက်တာကတစ်ဖက်ကကိုသမားကစိုင်မွန်ဖြစ်နေတယ်စိုင်မွန်ကလေထဲတောင်ဝဲပြီးတော့ဖမ်းပြလိုက်သေးတယ်အဲ့လိုမျိုးတွေပေါ့ပေါ်တူဂီလည်းညကဟိုမကောင်းဘူးတော့မကောင်းတယ်တချို့လုံးတွေတစ်လုံးဖောက်နိုင်တယ်ဒါပေမဲ့လည်းခက်တာကဘာမှဟုတ်ဒါစပိန်ရဲ့တုံ့ပြန်အောင်သူတို့အနေနဲ့ဘာမှမလုပ်ပြနိုင်ဘူးလို့ပဲပြောရမှာပေါ့နော်ဒါကြောင့်မလို့ဒါညာပွဲအကြောင်းနဲ့ပတ်သက်ပြီးတော့ပေါ်တူဂီဘက်ချမ်းကိုပဲတီးတန့်ပြောရမယ်ဆိုရင်တော့ပေါ်တူဂီကဒီအဆင့်ထိရောက်လာတာကဒါတော်တော်လေးကိုအဆင်ပြေနေပြီးပြောရမယ်သူတို့အနေနဲ့ဗျာဒီစပိန်ကိုရှုံးပြီးတော့ထွက်သွားရတာကသူတို့ရဲ့ပုံစံအတိုင်းဆိုတော့တကယ်ထိုက်တန်နေလို့ပြောလို့ရတယ်ဘာလို့ဆိုတော့တကယ်ကဗျာသူ့မှန်သူဒါရှိမှဘလောက်ပဲ
ခြေစွမ်းမကောင်းခဲ့ဒီလိုပွဲမျိုးမှာတော့သူတို့အနေနဲ့ဒါထက်ပိုကောင်းတဲ့လုံအားနှုန်းကိုပြတဲ့နဲ့ဒါထက်ပိုကောင်းမွန်ပြင်ဆင်လာတဲ့နဲ့ဒါပေမဲ့လည်းအရင်ကြီးဘာမှပြင်ဆင်မလာဘူးဥပမာဂျာအိုဖီလစ်ဘက်ကလည်းဘာမှမလုပ်နိုင်ဘူးဒီဘက်ကညာချမ်းကဆိုရင်လည်းနီတိုလာအဲ့ဘက်ကချမ်းကဆိုလည်းဘာမှမလုပ်နိုင်ဘူးဖာနန်ဒက်ကလည်းညာကသူ့ဘန်သူအရင်ပွဲတွေထက်နည်းနည်းလေးပို့ပြီးတော့ခြေပေါ်တွေပဲပြောရမှာပေါ့နော်အဲ့လိုလေးကောင်းလာတာပဲရှိတယ်ထိထိရောက်ဘာမှမလုပ်ပြနိုင်သူတစ်ချိန်လောက်ပဲကိုဘက်ကိုကောင်းအောင်ပြန်လိုက်တာတွေ့တယ်ဒါကလည်းကိုဘက်ကိုတော့မတည့်ဘူးဒါကြောင့်overall အနေနဲ့ပြောရရင်တော့ပေါ်တူဂီကတော့ထွက်တဲ့လို့ထွက်တာတကယ်လို့ဗျာဒီအစ်စ်မှာဒါပြန်ကောင်းထောက်မှာပြီးကြော်သွားရင်လည်းကျွန်တော်ထင်တယ်ကွာတာရောက်ရင်ပြုတ်ကိုပြောမှာပဲဒီအတင်းကအားကြောင့်ဒါစောစောစီးစီးထွက်လိုက်ကြတာကတော့တစ်ဖက်ကကြည့်နေတာကောင်းတယ်လို့ပြောလို့ရသေးတယ်ဒေါ်နယ်ဒိုတက်ကတော့ဒါစိတ်မကောင်းစရာပေါ့နော်သူ့အနေနဲ့2030မှာပါဖို့ဆိုတာကတော့ဒါ 1% တော့မရှိတော့ဘူးအဲ့ဒါကိုမှဗျာဒီသက်ဆိုင်ရာနီးပြတယောက်ကဒါရိုနယ်ဒိုကိုကစားဖို့ပြန်ပြောပြီးတော့ဒါရိုနယ်ဒိုကိုထက်ကန်ခိုင်းရင်တော့ဒါဒီနီးပြကတော်တော်လေးယူပိုက်နေလို့ပဲနေမှာဒါကတော့ပေါ်တူဂီဘက်ချမ်းကိုကျွန်တော်ဒါညပွဲနဲ့ပတ်သက်ပြီးတော့ပြောပြသွားတာပေါ့စပိန်အကြောင်းကိုပြောရမယ်ဆိုတော့ဗျာညပွဲမှာသူတို့ကိုယ်တိုင်လည်းပေါ်တူဂီကလက်ရှိမှာခြေစွမ်းအရင်ပုံမှန်ခြေစွမ်းကိုရောက်နေတယ်ဆိုပေမဲ့လည်းသူတို့ပေါ်တူဂီကိုဒါတတိကြီးထားပြီးတော့ချင်းကပ်သွားတာကိုတွေ့ရတယ်အထူးသဖြင့်ဒါလူစားထုတ်လာပုံပေါ့စပိန်နီးပြရဲ့လူစားထုတ်လာပုံကပေါ်တူဂီကိုအရင်လည်းသူတို့အနေနဲ့ဒါ short တော့မထားတာကိုလည်းသိတာတယ်တခုရှိတာကဖွန်ဒေအနေနဲ့ဒီလူစားလဲမှုမှာတော့ဒါနောက်ပိုင်းကတော့ဒါချီကျူးရမယ်ပိုင်းပေါ့နော်ပွဲပြီးကန်ဒီမှာတော့ဒါလူစားလဲသွားတာလဲကောင်းတယ်ပေါ့ first line မှာသုံးရတဲ့လူတွေကောင်းတယ်လို့လူစားလဲရလဲဒါမှန်ကန်သွားရလို့ပြောရမှာပေါ့တခုတစ်ဖက်ကလည်းတွေးကြည့်စီရရှိတာကစပိန်ဒီလိုကစားသွားနိုင်တာပေါ်တူဂီကစပစ်တွေအများကြီးလွတ်ပေးရကြောင်းလဲပါမယ်လို့ကျွန်တော်တို့ထင်တယ်ဘာလို့လဲဆိုတော့စပိန်မှာဒီ attacking midfielder နေရာမှာကစားတဲ့ဒါအိုရိုမိုပေါ့နော်အိုရိုမိုဆိုရင်ညကလူစားလဲမခံရတီဒီကိုသူကစားသွားတာကဖီအားကင်းတယ်ဗျာသူ့ကိုအရင်ပေါ်တူဂီဘက်က pressing ပေးပြီးတော့ကတ်နေရမျိုးမရှိဘူးသူ့အနေနဲ့ဘောလုံးဘယ်ကိုလဲကောင်းကောင်းဖြတ်နိုင်တယ်ညာကိုလဲကောင်းကောင်းဖြတ်နိုင်တယ်အဲပြီးတော့ဒီအိုယာဇာဘယ်ကိုလဲသူ့အနေနဲ့ဘောလုံးကောင်းကောင်းပေးဖို့နိုင်တယ်ဒါကတစ်ဖက်ကဘလူးနူနဲ့ကွာသွားတဲ့အချက်ပဲအဲဟိုကျွန်တော်တို့လက်ရှိပွဲပြီးသွားတဲ့ rating ရတာဘလူးနူကတာရင်တာနေမယ်ညာကလွတ်လပ်ကစားသွားတဲ့အပိုင်းမှာတော့အိုမိုကဒါဘလူးနူထက်ပိုတာတာကိုလည်းတွေ့ရတယ်အဲပြီးတော့ဒါစပိန်ရဲ့ဒါညာချမ်းပေါ့နော်အဲမှာလမိုင်းရမယ်ဆိုလဲဒါစပိန်မဲ့ညာချမ်းသူတောင်ကြတဲ့ညာထဲမှာဒါကောင်းကောင်းမွန်တာဝန်ကျေတွေပဲပြောရမှာပေါ့ပေါ်တူဂီရဲ့နောက်တန်းသူအနေနဲ့တော်တော်လေးဖိအားပေးနိုင်တယ်မဝင်နောက်နိုင်တယ်ပေါ်တူဂီဘက်ကလည်းတခုရှိတာကကိုသမားတာကောင်းမနေဘူးဆိုရင်ပွဲအဖြေရလက်ကစောစောစီးစီးထွက်ပေါ်သွားနိုင်တယ်လို့တော့ပြောလို့ရတယ်ဗျဟိုမှာလက်မိုင်းရမယ်ကန်တယ်အလုံးပြီးတော့အိုယာသားပဲကန်တယ်အလုံးအဲ့လိုအလုံးမျိုးတွေဆိုရင်စပိန်ဘက်ကလည်းဒါရတဲ့အခွင့်အရေးတွေပဲဒါပေမဲ့သူ့အနေနဲ့ဒါမရခဲ့ဘူးမရခဲ့တော့ပွဲအထင်သားရတယ်ပိုကြာခဲ့တယ်တကယ်တော့ဒါရေဘူးရပုံစံမျိုးနဲ့တိတိကျကျတွေးကြည့်ရင်တော့ဒီပွဲကဒါအချိန်ပိုထိလည်းမရောက်တဲ့ပွဲလို့ပြောလို့ရတယ်။ဘာလို့လဲဆိုတော့ပွဲတစ်ပွဲရဲ့ချင်းကပ်ပုံမှာစပိန်ကဒါပေါ်တူဂီချက်အများကြီးပို့ပြီးတော့ကောင်းခဲ့တယ်။ပြီးတော့စပိန်ကစားသမားတွေကိုလည်းပေါ်တူဂီကစားသမားတွေထဲပို့ပြီးတော့ကစားရတာဖီအားကိနေတဲ့ပုံစံမျိုးလည်းတွေ့ရတယ်။ပေါ်တူဂီကစားသမားတွေကတော့ဒါပြောရင်လည်းကျွန်တော်အနေနဲ့ဒါအကြောင်းထပ်မှာပဲရှိရဲ။ဘယ်လိုပဲနေဒီကစားသမားတွေကပုံမှန်ချင်းစမ်းအောင်ရောက်နေတာကညအပွဲမှာလည်းပို့ပြီးတော့တိတာလာတယ်။တကယ်ပါသူတို့အနေနဲ့ကမ္ဘာဖလားကဒါထွက်သွားရတာဥဇဘက်ကစ္စတန်တသိန်းကိုပဲတတော်ကစားနိုင်ခဲ့တယ်ဒါကလည်းဥဇဘက်ကစ္စတန်ကအာရှရဲ့ထိပ်သီးအသင်းမဟုတ်လို့ဥဇဘက်ကစ္စတန်နေရာမှာတော့ဂျပန်တို့တောင်ကိုရီးယားတို့အသာထောင်းဥဇဘက်ကစ္စတန်နေရာမှာဆော်ဒီအာရေးဗျတို့ဘာလို့ဆိုရင်တော့ပေါ်တူဂီအနေနဲ့တတော်ကစားနိုင်ခဲ့မှာတော့မဟုတ်ဘူးအဲ့လောက်ထိကိုပေါ်တူဂီရဲ့ဒီနေ့ကမ္ဘာဖလားခြေစွမ်းကတော်တော်လေးကိုဒါစိုးရင်စရာအခြေအနေတွေရှိခဲ့တာပေါ့ပွဲရဲ့လေပြောင်းအနေနဲ့ကတော့ဒါအိုမိုနဲ့ပယ်ရီစာဖေဘီယန်ရူးနဲ့ပယ်ရီနိုဝင်လာတာကပွဲကိုတကယ်လို့အလှည့်ပြောင်းဖြစ်သွားတယ်လို့ပဲပြောလို့ရမယ်ဘာလို့လဲဆိုတော့ဗျာတခြားကစားသမားတွေဝင်လာရင်လည်းကောင်းတာမှန်မှန်လည်းဒီရသွားတဲ့ဘိုးကဒီကစားသမားဝင်လာလို့ဒါကျွန်တော်အနေနဲ့ဒါရသွားတယ်လို့ယူဆမိတယ်ဘာလို့လဲဆိုတော့မေရီနိုကိုတိုင်လည်းဒါအာဆင်နယ်မှာတော့အဲ့လိုမျိုးပဲလူစားလဲဝင်လာပြီးတော့ဂိုးတွေလည်းသူ့အနေနဲ့သွင်းမှုတယ်ပေါ့နော်ဒါကြောင့်မို့လို့စပိန်နီးပြဖွန်တွေအနေနဲ့လည်းဒါလူစားလဲတာမှန်ကန်သွားတယ်လို့ပြောလို့ရမယ်ဒီနေရာမှာဂျုံလုံးပြောရရင်နီးပြနှစ်ဦးရဲ့အရေးသွေးကဒီမှာလဲကွာသွားတယ်ဗျဘာလို့ဆိုတော့ဒီပေါ်တူဂီဘက်ကနီးပြမာတီနဲ့အနေနဲ့ကြာလဲလူစားလဲမှုတွေမှာသူလဲလိုက်တဲ့လူတွေကကောင်းပေမဲ့လဲသူလူစားလဲလိုက်တာတွေကပွဲရဲ့အချိန်နဲ့တွက်ကြည့်ရင်ဒါတန်ဖိုးမကိုက်ဘူးလို့ပြောလို့ရတယ်ဘာလို့ဆိုတော့သူမှဗျာလူဂျာအိုဖီလစ်ကိုထုတ်တယ်ပြီးတော့ဗီဒီယိုကိုထုတ်တယ်ပြီးတော့သူလူစားလဲလိုက်တယ်ကန်ဆယ်လိုထုတ်ပြီးနောက်ပိုင်းမှာလဲရာဖေးလီယိုတို့ဘာလို့သူထည့်လိုက်တယ်ဒါပေမဲ့သူထည့်လိုက်တဲ့လူတွေကကျတော့အရင်တိုင်မင်ကိုက်မနေဘူးဗျာဒီနေရာမှာကလည်းဒါပွဲရဲ့အလဲပြောင်းကိုဖြစ်စေသွားတာလို့ကျွန်တော်တို့ယူဆမိတယ်ဥပမာဒါစပိန်ကထည့်လိုက်တဲ့2ယောက်ဆိုရင်တကယ်ဟုတ်ဒါစပိန်တို့အကျိုးရှိလုပ်သွားတယ်ဒီရသွားတဲ့ဂိုးမှဆိုရင်လည်းဒါသူတို့ရဲ့ပပနဲ့ပြစ်ဒဏ်ပေါ်ကနေမြင်ဆလိုက်တာကြောင့်လည်းအများကြီးပါတယ်လို့ကျွန်တော်ဒါယူဆမိတယ်ပေါ့နော်တကယ်လို့ဒါသူတို့ဒါပြစ်ဒဏ်ပေါ်မြင်မဆဘဲနဲ့ကန်နေမယ်ဆိုရင်ပွဲကကျွန်တော်ရှိရပြောခဲ့သလိုပဲအချင်းမိုးတွေ penalty ရောက်ပြီးတော့ဘာမှမဆိုဖြစ်သွားနိုင်တယ်ပေါ်တူဂီဘက်ကတွက်ကြည့်ရင်လည်းသူ
သူတို့ရဲ့နီးပြကသူတို့ကိုလူစားလဲမှုမကန်ကန်ဘူးဆိုတာရှိရဲ့လူတွေကဟိုစပိန်ကအသစ်ဝင်လာတဲ့လူတွေနဲ့ရှင်ကန်းသလိုဖြစ်နေတယ်အဲ့တော့ဘာဖြစ်လဲဆိုတော့သူတို့ကိုယ်တိုင်ကဒါဘောလုံးကိုလိုက်တာလူနေရတယ်ဘောလုံးနောက်ကိုဒါလိုက်ပြီးတော့ကစားနေရတယ်တက်လုံနေရကြတယ်ကြီးဗျာဒီအသစ်ဝင်လာတဲ့စပိန်ကစားသမားတွေလို့သူတို့အနေနဲ့ဒါဟိုတော်တော်လက်တက်ကြွမကန်နိုင်ဘူးအဲ့လိုအခြေအနေမျိုးမှာသူတို့အနေနဲ့ပြောရမယ်ဆိုတာနည်းနည်းလေးအထာနှင်းနေတယ်ပေါ့အထာနှင်းနေတဲ့အချိန်လေးကိုပဲစပိန်ရဲ့အသစ်ဝင်လာတဲ့ကစားသမားတွေကကောင်းကောင်းမွန်မွန်အသုံးချပါတယ်အဲ့ဒီရသွားတဲ့ခုမှဆိုရင်လေဒါပေါ်တူဂီကစားသမားတွေရဲ့ဒီ6မိနစ်လောက်ကြာတဲ့အတော်အတွင်းလေးကိုတောက်မခံနိုင်မှုကြောင့်ဒါစပိန်ကကောင်းကောင်းမွန်မွန်အသုံးချသွားတယ်လို့ပဲပြောရမှာပေါ့အဲ့တော့ဒါပွဲပြီးလို့ဒါအကုန်လုံးခြုံပြောရမယ်ဆိုရင်တော့စပိန်ကတော့ quarter final ကိုတက်သွားပြီပေါ်တူဂီနဲ့ပတ်သက်ရင်တော့ဒါနှမျောစရာကတော့ရိုနယ်ဒိုတယောက်ပဲရှိရယ်ရိုနယ်ဒိုအနေနဲ့ဒါဟိုသူနိုင်ငံအသင်းနဲ့ပတ်သက်ရင်တခြားဖလားတွေမှာဒါအောင်မြင်မှုယူပြီးတာအမှတ်ပဲကမ္ဘာဖလားနဲ့ပတ်သက်ပြီးတော့ဘာမှဟိုဒါမလုပ်ပြနိုင်တော့ဘူးလက်လျှော့လိုက်ရမယ့်အခြေအနေဖြစ်သွားတယ်လို့ဒါပြောလို့ရတယ်ဗောနော်ဒါကြောင့်မို့လို့လေဒါဘောလုံးဖန်ပြေးတဲ့တယောက်အနေနဲ့ကတော့ရိုနယ်ဒိုအတွက်ကတော့အဆင်မကောင်းဘူးပေါ်တူဂီအတွက်ကတော့ဒီအဆင့်ကဒါပြုတ်ထိုက်တာမလို့ထိုက်တယ်နေလို့ပဲကျွန်တော်ကတော့ပြောချင်တယ်အခုလိုမျိုးကမ္ဘာဖလားနဲ့ပတ်သက်တဲ့ပွဲပြီးသုံးသက်ချက်တွေပွဲကြိုသုံးသက်ချက်တွေကိုအမြဲကြည့်နေကြတယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ The Soccer Switch Channel ကိုလည်း like and subscribe လုပ်ထားဖို့မမေ့နဲ့ဦးနော်နောက်စီဇန်တွေမှာပြန်တွေ့ကြမယ်